Welcome to my channel. အားလုံးပဲမင်္ဂလာပါခင်ဗျာမိတ်ဆွေတို့ဒီနေ့ကျွန်တော်တို့သုံးသက်ဆွေးနွေးတင်ပြခြင်းတဲ့အကြောင်းအရာကတော့ကျန်းမာရေးကောင်းမှဘဝအောင်မြင်မှုရမယ်ဆိုတဲ့ Healthy and Success Topic အကြောင်းအရာလေးကိုဆွေးနွေးတင်ပြပြီးတော့မှာဖြစ်ပါတယ်ခင်ဗျာမိတ်ဆွေတို့ကျွန်တော်တို့ဘဝမှာအိမ်မက်တွေမျိုးရှိကြတယ်မဟုတ်လားမိသားစုကိုကူးဆက်ချင်တာအလုံးမအောင်မြင်ချင်တာဒါမှမဟုတ်ကိုယ်ပိုင်လုပ်ငန်းတစ်ခုတည်ထောင်ပြီးကျွယ်ဝချမ်းသာချင်တာအစရှိသဖြင့်အိမ်မက်တွေမျိုးရှိကြမှာပဲဖြစ်ပါတယ်ဒါပေမဲ့ဒီလိုအိမ်မက်တွေဖြစ်လာဖို့ဘာကအရေးကြီးဆုံးလဲပတ်စံလားအခွင့်အရေးလားမိဘတွေရဲ့ချမ်းသာကြွယ်ဝမှုလားကျွန်တော်တို့မိတ်ဆွေတို့အိမ်မက်တွေအကောင့်တွေပေါ်လာအောင်အချိန်ပြည့်ကျွန်တော်တို့ကြိုးစားနေခြင်းပဲလားတကယ်တော့ကျွန်တော်တို့အတွက်အရေးကြီးဆုံးကဘဝမှာအောင်မြင်မှုတွေရရှိလာနိုင်ဖို့ကမိတ်ဆွေတို့ကျွန်တော်တို့ရဲ့ကျမ်းမာရေးကကျွန်တော်တို့အရေးကြီးဆုံးပဲဖြစ်ပါတယ်ကျမ်းမာခြင်းသည်လက်တစ်ပါးပါခန္ဓာကျမ်းမာမှစိတ်ကျမ်းမာမယ်စိတ်ကျမ်းမာမှခန္ဓာကျမ်းမာမယ်အဲ့တော့ကျွန်တော်တို့ရဲ့ကျမ်းမာရေးကကျွန်တော်တို့ရဲ့ဘဝအောင်မြင်မှုအတွက်ခန်းကဏ္ဍမှာဘယ်လောက်အရေးပါလဲဆိုတော့မိတ်ဆွေတို့သိမြင်လာမှာပါနည်းနည်းကွန်ပျူတာရင်တော့တကယ်တော့လောကကြီးမှာဝိဘွားလာပြီဆိုတာနဲ့ဒီနေ့တို့အားလုံးသိကြရပါပါဒါကတော့လူတိုင်းညင်လို့မရတဲ့မှန်တရားတစ်ခုပါပဲတကယ်တော့ကျွန်တော်တို့မိတ်ဆွေတို့မှာရှိကြတဲ့အိမ်မက်တွေမျိုးမျိုးဟာမွေးဖွားခြင်းနဲ့တည်ဆုံခြင်းကြားမှာရှိတဲ့အခိုက်အတန့်လေးတစ်ခုပဲဖြစ်ပါတယ်အဲဒီအခိုက်အတန့်လေးမှာပဲကျွန်တော်တို့မိတ်ဆွေတို့ရဲ့အိမ်မက်တွေအောင်မြင်မှုတွေဘာမှဖြစ်ချင်တာတွေအားလုံးကိုကျွန်တော်တို့ပုံဖော်ဝင်ရကြတာပါအဲ့တော့ဝိဖွားခြင်းနဲ့တည်ဆုံကြမှာရှိတဲ့အခိုက်အတန့်တွေတွင်မှာကျွန်တော်တို့မိတ်ဆွေတို့ရဲ့ဘဝအောင်မြင်မှုတွေကျမ်းမာရေးကျူးဆိုင်မှုအလေးချင်းတစ်ခုဟာအရေးကြီးတဲ့ဘဝနေ့ရက်တွေကိုပိုင်ဆိုင်မှုရနိုင်မယ်ဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်တို့ဆွေးနွေးသုံးသပ်တင်ပြအောင်ပဲဖြစ်ပါတယ်ခင်ဗျာကဲအဲ့တော့ကျွန်တော်တို့စလိုက်ကြရအောင်ပထမဆုံးနေပြီးရွှေရှင်းစွာပဲကျွန်တော်တို့မိတ်ဆွေတို့ဟာအခြေခံလူရန်စာကင်မတီဝန်ထမ်းတူအနေဖြင့်စဉ်းစားကြည့်အောင်ခင်ဗျာကျွန်တော်တို့အများစုဟာမနက်မိုးလင်းတာနဲ့လက်ဖေးတိုင်းတော့ breakfast လက်ဖေးတောက်တတ်ကြပါတယ်ပြီးမှသက်ဆိုင်ရာလုပ်ငန်းဝင်တွေကိုတွားရောက်တတ်ကြပါတယ်ကျွန်တော်တို့မိတ်ဆွေတို့အလုပ်ရောက်တဲ့အခါသက်ဆိုင်ရာလုပ်ငန်းတာဝန်တွေကိုဆောင်ရွက်ကြရပါတယ်ထို့သောလုပ်ငန်းတာဝန်တွေကိုဆောင်ရွက်ကြတဲ့အခါမှာခန္ဓာကိုယ်ချွေးထွေးမှပြမြောက်တဲ့အလုပ်တွေရှိလို့အကုန်းငန်းနဲ့ထိုင်ပြီးပြဿနာပေါင်း1600ကိုထိုင်ပြရှင်းမှပြမြောက်တဲ့အလုပ်တွေလည်းရှိကြပါတယ်စသဖြင့်အမျိုးမျိုးသောလုပ်ငန်းခွင်တွေမှာမိတ်ဆွေတို့ကျွန်တော်တို့အလုပ်လုပ်ကြရပါတယ်အလုပ်ပြန်ရင်ရောက်တော့ကျွန်တော်တို့အလုပ်ကနေအိမ်ကိုပြင်ပန်းစွာပြန်လာကြရပါတယ်ဒီလိုနဲ့ကျွန်တော်တို့မိတ်ဆွေတို့အိမ်ပြန်ရောက်လာခဲ့ကြပါတယ်အိမ်ပြန်ရောက်တဲ့အခါမှာဒီနေ့ကုန်အလုပ်မှာပြင်ပန်းလာသမျှအိမ်ရောက်မှအပန်းဖြေအနားယူကြပါတယ်နေ့စဉ်ဘဝမှာဒီလိုလက်ပတ်နေရင်ကျွန်တော်တို့အများစုကကျမ်းမာရေးကိုယူမဆိုင်မိတာလိရှူတာများနေကြပါတယ်ကြတော့ကျွန်တော်တို့သတိနဲ့နေရပါမယ်ဒါပါဆိုတော့လဲဆိုတော့မိတ်ဆွေတို့ကျွန်တော်တို့ရဲ့ကိုယ်ခန္ဓာကိုယ်စိတ်ကိုကျွန်တော်တို့ကျူးဆိုင်ဖို့အနားယူဖို့အချိန်ပေးဖို့ကျွန်တော်တို့ကျမ်းမာရေးအတွက်လိုအပ်နေပါတယ်ဥပမာဆိုပါစို့မိတ်ဆွေကနေလုံးလှုပ်ပြီးတော့အေးမဝအောင်မိတ်ဆွေဗိုက်စားတဲ့အခါမှာစီများတဲ့မုတ်တွေကိုပဲစားတယ်ကျမ်းမာရေးမျိုးချင်းမရှိတဲ့အစားအသောက်တွေကိုမိတ်ဆွေစားမိတယ်ဒီလိုဆိုရင်မိတ်ဆွေကျမ်းမာရေးရွှေရင်းလာပြီးတော့မိတ်ဆွေအိမ်မက်တွေကိုအကောင့်ထဲပေါ်ဖို့တဖြည်းဖြည်းအလှမ်းဝေးလာပါလိမ့်မယ်ဒါကြောင့်ပြောချင်တာကကျမ်းမာရေးရတကယ်တော့အောင်မြင်မှုရဲ့အခြေခံပါပဲကျွန်တော်တို့တွေလည်းရွှေရှင်းတဲ့
နီးလဲနေတဲ့ကျွန်တော်တို့ရဲ့ကျန်းမာရေးကိုအထောက်အကူပြုလို့ရပါတယ်မနက်ခင်းလမ်းလျှောက်တာကျန်းမာရေးညီညွတ်တဲ့တည်တည်တွေစားတာဒါမှမဟုတ်ကျွန်တော်တို့ပုံမှန်အိယာဝင်ချိန်တိုင်းနောက်ကျခြင်းမရှိပဲပုံမှန်စောစောအိယာဝင်တာအနားယူတာစားတဲ့အချက်လေးတွေကပဲကျွန်တော်တို့ကျန်းမာရေးကိုပိုကောင်းလာစေနိုင်ပါတယ်ဒါတွေကမိတ်ဆွေတို့ကျွန်တော်တို့ရဲ့ကျန်းမာရေးကိုပိုကောင်းလာနိုင်စေုံနဲ့မကပဲမိတ်ဆွေတို့ကျွန်တော်တို့ရဲ့ဘဝကြီးမှန်းချက်တွေကိုပါအကောင့်ထဲပေါ်ဖို့ခွန်အားဖြည့်ပြီးခြင်းလေးဖြစ်ပါတယ်ကျွန်တော်တို့ပိုရှင်းအောင်ပြောပြကြည့်ပါမယ်Elon Musk ဆိုတဲ့ကမ္ဘာကျော်စီးပွားရေးသမားကိုသိကြမယ်မို့လား Tesla နဲ့ Space လို့ကုမ္ပဏီကြီးတွေကိုတည်ထောင်ထားတဲ့သူတယောက်ဆိုရင်မမှားပါဘူး Elon ကတနေ့ကို7နိုင်လောက်သူအလုပ်လုပ်ပါတယ်ဒါပေမဲ့သူ့ရဲ့အချိန်ကြာမှာကျမ်းမာရေးကိုဘယ်လိုထည့်ထားလဲဆိုတာမိတ်ဆွေတို့သိကြပါသလားသူကတစ်ပတ်ကိုအနည်းဆုံးလေ့ကျင့်ခန်း2ကြိမ်လုပ်ဆောင်ပါတယ်သူလေ့ကျင့်ခန်းလုပ်ဆောင်တဲ့ပုံကတော့အားကစားရုံမှာပြေးတာဝိတ်မတာပြီးတော့အစားအသောက်တွေဆိုရင်အစီနေတာစားတယ်အာဟာရတက်ရှိတာတွေကိုသူရွေးချယ်စားသုံးနေပြီးတော့အီလွန်ကဘလောက်အလုပ်များနေသူ့ရဲ့အချိန်ကိုတစ်နေ့6နာရီပုံမှန်ထားရှိတာပါတယ်ဒါကဘာကိုပြလဲဆိုရင်အီလွန်လိုအောင်မြင်တဲ့သူတွေကသူတို့ရဲ့ကျန်းမာရေးကိုအလေးပလို့ထားတယ်ဆိုတာသူတို့ရဲ့နေ့တာအချိန်ကြားမှာပြသနေခြင်းပဲဖြစ်ပါတယ်ဘာလို့လဲဆိုတော့ကျန်းမာရေးမကောင်းရင်အုံနောက်ကချန်စီကောင်းတွေထွက်လာနိုင်မှာလည်းမဟုတ်ပါဘူးခန္ဓာကိုယ်လည်းအလွတ်နိုင်မှာမဟုတ်ပါဘူးဒါကြောင့်အီလွန်ကအလုံးများနေရင်တော့ကျန်းမာရေးအတွက်အချိန်ပြည့်တယ်ဒါကပဲသူ့ရဲ့တနေ့တာစွမ်းအင်ကိုပြည့်ဝဆက်ရှောက်နိုင်အောင်ကူညီပေးနေခြင်းဖြစ်ပါတယ်အဲ့တော့မိတ်ဆွေတို့ကျွန်တော်တို့ဟာ Elon Musk လို့ဘီလီယံနာကြီးမဟုတ်လို့အားကစားရုံမသွားနိုင်ဘူးဆိုရင်တော့ကျွန်တော်တို့မိမိပတ်ဝန်းကျင်မိမိအိမ်မှာလမ်းလျှောက်တာဒါမှမဟုတ်ကျွန်တော်တို့ခန္ဓာကိုယ်နဲ့အာဟာရညီမျှတဲ့အစားအသောက်တွေကိုစားသုံးတာတည်တည်တွေစားသုံးတာစားတဲ့အချက်လေးတွေနဲ့ကျွန်တော်တို့ရဲ့ကျန်းမာရေးကိုအထောက်အကူပြုလို့ရပါတယ်ကျွန်တော်ဒီနေရာမှာဗုဒ္ဓဘာသာတသနာနည်းနည်းထည့်ပြောချင်ပါတယ်အလယ်အလတ်လမ်းနဲ့ဆိုတာဗုဒ္ဓဘာသာမှာရှိပါတယ်ဒါကဘာလို့ဆိုလို့ကျင်တာလဲဆိုတော့ဘဝမှာအစွန်းမရောက်ပဲဟန်ချက်ညီအောင်နေထိုင်နိုင်မှုပါကျမ်းမာရေးမှာလည်းဒီလိုပါပဲကျွန်တော်တို့အစားအသောက်တွေကိုအလွန်ကျွံမစားသင့်ပါဘူးဒါပေမဲ့လည်းဘိုက်စာအောင်လည်းမထားသင့်ပါဘူးဒီလိုဟန်ချက်ညီတဲ့ဘဝကမိတ်ဆွေတို့ကျွန်တော်တို့ရဲ့အောင်မြင်မှုစီကိုပို့ဆောင်ပေးနိုင်ပါလိမ့်မယ်ဒီလိုမိတ်ဆွေရဲ့ဟန်ချက်ညီမနေထိုင်ဘူးဒီစားတော့ကိုအရန်ကြိုက်လို့အရန်စားတော့မယ်ဆိုရင်ကျွန်တော်တန်ဆေးလွန်ပေးအနေနဲ့ကျွန်တော်ဒုက္ခဒါမှမဟုတ်ကျမ်းမာရေးဆွမ်းမှုကိုတွေ့ကြုံနိုင်ပါလိမ့်မယ်ကျွန်တော်တစ်ခါကဆရာတော်ဘာစီကကြားခဲ့တဲ့စကားတစ်ခုကိုညှဝေပေးချင်ပါတယ်ခန္ဓာကိုယ်ကစိတ်ရဲ့အိမ်ပါတဲ့ဒါဆိုရင်မိတ်ဆွေရဲ့ခန္ဓာကိုယ်မကျန်းမာရင်မိတ်ဆွေရဲ့စိတ်ကဘယ်လိုလုပ်အေးချမ်းနိုင်တော့မှာလဲမိတ်ဆွေရဲ့စိတ်မအေးချမ်းရင်မိတ်ဆွေရဲ့အောင်မြင်မှုမိတ်ဆွေလူကျင်နေတဲ့အရာတွေကိုဘယ်လိုလှုပ်ဆောင်နိုင်တော့မှာလဲရှာဖွေနိုင်တော့မှာလဲကျမ်းမာရေးမကောင်းရင်စိတ်ညစ်ရမှာလူတိုင်းမှာပဲစိတ်ညစ်တဲ့အခါကျရင်ကျွန်တော်တို့ရဲ့အောင်မြင်မှုတွေကျွန်တော်တို့ရဲ့ပန်းနိုင်တွေကျွန်တော်တို့ရဲ့ပိုင်ဆိုင်ခြင်းမှုတွေကိုဖယ်တီးနိုင်ဖို့ကျွန်တော်တို့အရင်ပဲအလံဝေးသွားပါလိမ့်မယ်ဒီနေ့မိတ်ဆွေတို့ကိုလက်တွေ့လုပ်လို့ရတဲ့နီလန်းလေးတစ်ခုပြောပြပေးပါမယ်ပထမတစ်ခုကနေ့တိုင်းမနက်ပိုင်းကို15မိနစ်ခန့်လမ်းလျှောက်ပေးကြည့်ပါအိမ်မှာလမ်းလျှောက်လို့မရရင်အိမ်ရှိမှာလက်ပတ်လျှောက်လို့ရပါတယ်ဒါကဒီလိုလမ်းလျှောက်ခြင်းကမိတ်ဆွေရဲ့စိတ်ကိုကြည်လင်စေပါတယ်မိတ်ဆွေရဲ့ကျန်းမာရေးကိုထိန်းမိပါတယ်မိတ်ဆွေဒီနေ့တည်းအောင်မြင်မှုစွမ်းအင်တွေကိုဖြည့်စွမ်းပေးနိုင်ပါတယ်ဒုတိယတစ်ချက်ကတော့ဒီနေ့ကိုရေ8ခွက်လောက်တောက်ကြည့်ပါကျွန်တော်ဒီနေ့ကမှအများစုကလက်ဖေးတောက်တာကော်ဖီတောက်တာလူငယ်တွေဆိုရင်အရက်ဘီယာတောက်သုံးခြင်းတွေကပုံမှုများပြနေနေပါတယ်ဒါပေမဲ့ရိုးရိုးတက်နေတဲ့ရေကမိတ်ဆွေရဲ့အုံနောက်ကိုပုံမှုကြည်လင်လန်းဆန်းစေနိုင်ပါတယ်ပြပန်းနာတွေကိုစိတ်ဖိစီးတာတွေကိုရှော့ချပေးနိုင်ပါတယ်ဒီနေ့ချက်ကိုမိတ်ဆွေ9ရက်ဆန်းလုံးကြည့်ပြီး
comment မှာဆွေးနွေးသွားနိုင်ပါတယ်မိတ်ဆွေဘယ်လိုဖြစ်လဲဘယ်လိုခံစားရလဲဆိုတာအားလုံးသိအောင် comment မှာဆွေးနွေးပြောကြားသွားပေးနိုင်ပါတယ်တကယ်တော့ကျွန်တော်တို့ကကျမ်းမာရေးကိုအချိန်ပေးရဆိုတာကျွန်တော်တို့နည်းလောက်စူးစမ်းကြည့်အောင်နဲ့ကျွန်တော်တို့မိတ်ဆွေတို့ကျမ်းမာရေးကိုအများကြီးထောက်ကူဖြစ်စေနိုင်ပါတယ်ကျွန်တော်တို့ရဲ့အိမ်မက်တွေကျွန်တော်တို့ရဲ့ပိုင်ဆိုင်နိုင်မှုတွေကိုဆက်လက်ထိန်းသိမ်းဆောင်ကျဉ်ပေးနိုင်ပါတယ်ကျမ်းမာရေးကမိတ်ဆွေဘဝအောင်မြင်မှုတို့အခြေခံကြောက်တဲ့တစ်ခုပါပဲဒါကိုမိတ်ဆွေမမေ့ပါနဲ့မိတ်ဆွေမှာကျမ်းမာတဲ့ကိုယ်ခန္ဓာကျမ်းမာတဲ့စိတ်ရှိမှမိတ်ဆွေပိုင်ဆိုင်တဲ့အိမ်မက်တွေအမှန်တကယ်ဖြစ်လာမှာပဲဖြစ်ပါတယ်ဒီဗီဒီယိုကမိတ်ဆွေကိုအားဖြစ်စေတဲ့တစ်ခုခုသင်ပေးနိုင်တယ်ဆိုရင် like and subscribe လေးနှိပ်ပြီးတော့ခေါင်းလုံးလေးလည်းတီးသွားပေးပါအောင်နောက်တစ်ပတ်မှာထပ်တွေ့ကြပါမယ်မိတ်ဆွေအားလုံးကျမ်းမာအောင်မြင်ပါစေခင်ဗျာကျေးဇူးတင်ရှိပါတယ်